ကျွန်တော်ကစစ်တပ်ကအပတ်စဉ်9ဆိုတော့အပတ်စဉ်1ကနေ4ထိ DSC မှာရောက်ခဲ့တဲ့ပုံကောအားလုံးဟာကျွန်တော်ရဲ့အကိုကြီးတွေပေါ့သူတို့ကလည်းကျွန်တော်ကိုညီလေးလိုသဘောထားကြတာပေါ့ရေဘူးအားဖြင့်အသက်18နှစ်ကနေ22နှစ်အထိရှိတဲ့လူပြိုလူရွယ်လေးတွေကြီး၄နှစ်တာကာလပတ်လုံးပိတ်လောင်ပြီးလေ့ကျင့်ခံထားရတဲ့ပုံကိုတွေဖြစ်တဲ့အတွက်ကျွန်တော်တို့သူတို့အချင်းချင်းဆက်ဆံရေးဟာပြင်ပကတခြားလူငယ်တွေဆက်ဆံရေးအတွက်ထူးခြားတဲ့ဆက်ဆံရေးအနေအထားရှိပါတယ်အဲ့ဒီကမှတစ်ဆင့်တသက်တာလုံးဒီပါကြုံရင်ကြုံသလိုပေါ်ပေါက်လာခဲ့တဲ့အကိုကြီးညီလေးဆိုတာလူသိများလာခဲ့တာပါကျွန်တော်တို့အင်းတိတ်1959ခုနှစ်ဇွန်လမှာမေမြို့ကိုရောက်တဲ့အခါအပတ်စဉ်တစ်ကအဲ့ဒီနေ့ဧပြီလမှာကျောင်းဆင်းသွားကြပါပြီကျွန်တော်တို့မမိလိုက်ကြပါဘူးဒါပေမဲ့သူတို့တဲကတချို့ကိုတော့ခဏတစ်ဖြုတ်တွေ့ခဲ့ပူပါတယ်ဘာမှတွေ့ခဲ့တယ်လဲဆိုတော့ကျွန်တော်တို့မိတ္တိလာအထက်ကတစ်ကို DSC ကျောင်းတက်နေတဲ့အဖွဲ့ကလာရောက်ပြီးသူတို့ကျောင်းလာရောက်ဟောပြောချစဉ်ကဖြစ်ပါတယ်သူတို့ကိုအကြစေဖို့တရုံးရင်နဲ့နှလုံးရည်ပြည့်ဝတဲ့နိုင်ငံတော်ဝန်များမွေးထုတ်ပေးမဲ့စစ်ကြောင်းကြီးတစ်ကြောင်းဖြစ်ကြောင်းလာရောက်ဟောပြောခဲ့ကြပါတယ်အဲ့ဒီလိုဟောပြောချစဉ်တုန်းကတော့ဘသူတွေဟောပြောခဲ့ကြတာလဲမမှတ်မိတော့ပါဘူးဒါပေမဲ့သူတို့ဟောပြောတာတွေကိုသဘောကျပြီးကျွန်တော်တငယ်ချင်းတယောက်စစ်တပ်တော်တက်ခွင့်ရသွားပါတယ်အပတ်စဉ်3ပါဘိုးလောင်းနယ်ဘက်88ဝင်းမောင်ဖြစ်ပါတယ်စစ်တပ်တော်ကိုစတင်တီထောင်စဉ်တုန်းကဘာထူးမြို့မှာဖြစ်ပါတယ်စစ်တပ်တော်ရောက်လာမဲ့ဘိုးလောင်းတွေကိုစစ်ပညာနဲ့စာပေတွေကိုပူးတွဲသင်ကြားစေပြီးသင်တန်း၄နှစ်ပြည့်လို့အောင်မြင်ရင်တက်မတော်ပြန်တန်းဝင်ရရှိများဖြစ်ခန့်ရမှာဖြစ်ပါတယ်အဲ့ဒီလိုခန့်ရရမှာ ODS ကျောင်းကဆင်းတဲ့ရရှိတွေနဲ့မတူတဲ့အတွက်သူတို့တဦးချင်းစီကိုပေးခဲ့တဲ့ပြန်တန်းဝင်ရရှိအမှတ်မှာအာဆိုပြီးတွဲပိတ်လေရှိပါတယ်အတိတ်ကတော့အမြဲတမ်း regular သဘောပါဘာဖြစ်လို့လဲဆိုတော့ ODS ကိုသင်တန်းတက်ခွင့်ရတဲ့ပုံကိုယ်တွေကသင်တန်း၈လပေးပြရတဲ့ရရှိဖြစ်တဲ့သူတွေနဲ့စာရင်တက်မတော်ရဲ့အမျိုးတွေအရာရှိတွေဆိုတဲ့သဘောပါ DSA ကျောင်းဆိုင်တွေရဲ့အရာရှိကိုပိုင်နံပါတ်တွေကိုအားလို့သတ်မှတ်တာနဲ့ပတ်သက်ပြီးတက်မတော်အရာရှိလောကမှာအကျယ်အငင်းပွားပွဲဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့ထင်ပါရဲ့ကျွန်တော်တို့ကျောင်းဆိုင်တဲ့1963ခုနှစ်နောက်ပိုင်းမှာတော့ဒီလိုအားလို့သတ်မှတ်တဲ့စနစ်ဟာတစားနဲ့မိန်ကြောက်ကွယ်သွားခဲ့ပါတယ်စစ်တပ်ကတော်ဟာဘာထူးမြို့မှာနှစ်ပဲရှိနေခဲ့ပါတယ်အပတ်စဉ်1နဲ့2စစ်ပညာနဲ့စာပေပညာတွေကိုအပတ်တကုတ်သင်ကြားပြီးလို့စနေတနင်္ဂနွေအားရက်တွေမှာအပန်းပြေလက်ပတ်ဆရာနေရာရှားပါတာရဲ့ဘာထူးမြို့ပတ်ဝန်းကျင်မှာလည်းကြီးလက်ဆန်တဲ့လူမှုအတိုင်းဝိုင်းတွေပဲရှိခဲ့လေတော့လူပြပေါက်တာဘိုးလောင်းလူငယ်တွေအတွက်ပတ်ဝန်းကျင်နဲ့တတိချဖြစ်နေတာကိုထိုစဉ်ကတက်မတော်လူကြီးတွေကခြုံငုံသုံးသက်ပြီးယခုပြည်ဦးဝင်လို့ခေါ်တဲ့မင်းမျိုးကို1958ခုနှစ်နှစ်ဆိုင်မန်းကစပြီးပြောင်းရွှေ့လာခဲ့ပါတယ်ဒီလိုစစ်တပ်တော်တီထောင်တာတွေတီထောင်ပြီးတော့လေဘိုးလောင်းကျောင်းသားတွေရဲ့အနေအထားတွေကိုအမြဲမပြတ်စောင့်ကြည့်နေတဲ့သူတွေကတော့ထိုစဉ်ကတက်မတော်ကောင်းဆောင်များဖြစ်တယ်ဗိုလ်မှူးချုပ်မောင်ဗိုလ်မှူးကြီးကျော်စိုးနဲ့ဗိုလ်မှူးကြီးတန်းစိန်တို့ဖြစ်ကြပါတယ်အဓိကတာဝန်အရှိဆုံးပုဂ္ဂိုလ်ကတော့ဗိုလ်မှူးချုပ်မောင်ဖြစ်ပါတယ်သူဟာတက်မတော်လေ့ကျင့်ရေးညွှန်ကြားမှုဖြစ်နေအမေရိကန်နိုင်ငံကိုတွားရောက်လေ့လာခဲ့ပါတယ်အဲ့ဒီလေ့လာခဲ့တဲ့ခရီးစဉ်မှာနယူးယောက်မြို့တော်ကြီးနားမှာဖွင့်လှစ်ထားတဲ့နာမည်ကျော် West Point စစ်တပ်ကတော်ကိုလည်းရောက်ခဲ့ပါတယ်သူဟာထိုစဉ်ကဗိုလ်မှူးကြီးအဆင့်ပဲရှိပါသေးတယ်မြန်မာပြည်ပြောင်းတဲ့အခါသူ့ရဲ့စိတ်ကူးစိတ်တမ်းတွေကိုအကောင့်ထဲဖို့အတွက်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းကိုတင်ပြခဲ့ပါတယ်သူ့ရဲ့သဘောတူညီချက်အရစစ်တပ်ကတော်ကိုဘာထူးတက်မြို့မှာတီထောင်ဖို့စီစဉ်ခဲ့ပါတယ်အဲ့ဒီလိုတီထောင်ပြီးတော့တင့်လျော်တဲ့စာပေဆိုင်ရာဆရာတွေစစ်ပညာဆိုင်ရာဆရာတွေစူးစီးပေးုံနေမှာကတက်ရောက်တဲ့လူငယ်တွေကိုစစ်တပ်ကတော်ဘိုးလောင်းအပတ်စဉ်တစ်ဖြစ်တက်ရောက်နိုင်အောင်ပညာရေးအတိုင်းဝိုင်းနဲ့အစိုးရအတိုင်းဝိုင်းကလူငယ်တွေကိုရအောင်စူးစီးပေးခဲ့ရမှာလဲစော်ခဲ့ပါတယ်ဒါကြောင့်ဘာထူးမြို့မှာ1955ခုနှစ်မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပြီးဘိုးလောင်းအပတ်စဉ်တစ်ဟာလူငယ်အင်အား50ကျော်နဲ့စတင်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့လို့စစ်တပ်ကတော်ကိုစတင်တီထောင်သူသို့မဟုတ်စစ်တပ်ကတော်ရဲ့ဖခင်လို့ပြောရမယ်ဆိုရင်ကွယ်လွန်သွားခဲ့တဲ့ဗိုလ်မှူးချုပ်မောင်ပဲလို့ပြောရမှာဖြစ်ပါတယ်ဒီလိုတီထောင်ပြီးတဲ့အခါမှာလိုအပ်ချက်အရစစ်တပ်ကတော်ရဲ့ဆောင်ဖို့အဖြစ်ရွေးချယ်တဲ့အခါအရာရှိကြီးများနဲ့စစ်တပ်ကတော်ကပညာရှင်တို့အကြိမ်ကြိမ်တိုင်ပင်ပြီးတင့်လျော်တဲ့ဆောင်ဖို့တစ်ခုကိုရွေးချယ်သတ်မှတ်လိုက်ပါတယ်နောက်တစ်ခေတ်အောင်စစ်တည်ပါတယ်စစ်တပ်ကတော်အပတ်စဉ်တစ်ကျောင်းစင်းတဲ့နှစ်က1959ခုနှစ်ဧပြီလဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းကိုရောက်တော့သူတို့တဲကတဦးတယောက်နဲ့မှမတွေ့ကြုံခဲ့ဘူးပါဘူးဒါပေမဲ့ကျွန်တော်တို့ရှေ့ကအပတ်စဉ်နှစ်3-4ကအကိုကြီးတွေနဲ့နေဆာတူကတွေ့ဆုံပြောဆိုကြရတဲ့စကားတွေတွေကမှသူတို့အကြောင်းတွေတစကြားသိလာခဲ့တာပါ
တစင်စကားတစင်ကြားတွေမရှိမိကြတဲ့ကအပတ်စဉ်တစ်ကအကိုကြီး၃ယောက်ကိုတော့အဲ့ဒီခေတ်သတင်းစာများကတစင်ကြားသိခဲ့ပြီးပါပြီသူတို့ကတော့ကိုတောင်းကိုဘိုရှိန်နဲ့ကိုဆန်လွင်တို့အကြောင်းဖြစ်ပါတယ်သူတို့အပတ်စဉ်ကျောင်းဆင်းပွဲအကြောင်းသတင်းစာထဲမှာပါလာခဲ့ပါတယ်အဲ့ဒီကျောင်းဆင်းပွဲမှာအောင်စစ်တီစုကိုဘိုးလောင်းမောင်တောင်းလေ့ကျင့်ထူးချွန်စုကိုဘိုးလောင်းဘိုရှိန်နဲ့စာပေထူးချွန်စုကိုဘိုးလောင်းဆန်လွင်တို့စုကူးသွားတဲ့သတင်းဖြစ်ပါတယ်ကိုတောင်းကကြောက်စဲစာတီပါအသားဖြူပါတယ်အရက်က9ပေ10လက်မလောက်ရှိမှာပါခန္ဓာကိုယ်ကြစ်လက်တောင်းနေပါလေဝိမ့်ပါတယ်လို့သိရပါတယ်ပြုံးလိုက်ရင်တတက်ကလေးနဲ့ဆိုတော့ရုတ်တရက်မြင်လိုက်ရရင်ချစ်စရာတစ်မျိုးကောင်းနေပါတယ်သူဟာကျောင်းစင်ပွဲမှာအောင်စစ်တီစုစုကူးကြီးလို့သူ့ရဲ့မိခင်တရင်တင်ငါတက်ကိုတည်င်းပို့ပြီးလို့မှမကြခင်အဲ့ဒီတုန်းကဒုချုပ်ဖြစ်နေတဲ့ဗိုလ်မှူးချုပ်အောင်ကြီးကသူ့ PSO အဖြစ်ခေါ်ယူခြင်းခံရပါတယ်သူ PSO ဖြစ်ပြီးတာနဲ့တပြိုင်နက်သူ့ဆရာရဲ့အစီအမံကြောင့်ချက်ချင်းဗိုလ်ကြီးအဆင့်တပြေခတ်၃ခတ်ကိုတက်ဆင်ဝင်ရခဲ့ပါတယ်အဲ့ဒီခေတ်ကကထူးရဲ့အစီအစဉ်ရလိုကက်ကပတိန်ဒေသနာယဗိုလ်ကြီးအဆင့်ဖြစ်တိုးမြင့်ပေးတဲ့အစီအစဉ်မှာဒါပေမဲ့လာစာကိုတော့ဒုတိယဗိုလ်လာစာပဲခန်းစား권ရှိပါတယ်1962ခုနှစ်မှာတော်လန်ရေးကောင်စီတက်တဲ့အခါတပ်မတော်ခေါင်းဆောင်ကြီးတွေကအစိုးရတာဝန်တွေထမ်းဆောင်နေတဲ့ဗိုလ်ချုပ်အောင်ကြီးရဲ့တရင်တွေဟာစင်စက်မပြတ်ပါလာလေးရှိပါတယ်သူ့တရင်နဲ့တကွဓာတ်ပုံတွေပါလာတိုင်းကိုတောင်းမှာသူ့ဆရာနာမှာပါလာလေးရှိတဲ့အတွက်ကျွန်တော်တို့အမြဲသတိပြုမိခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နှစ်မှာပဲဗိုလ်ချုပ်ကြီးနေဝင်းနဲ့ဗိုလ်မှူးချုပ်အောင်ကြီးတို့သဘောထားမတိုက်ဆိုင်မှုကြောင့်ဗိုလ်မှူးချုပ်အောင်ကြီးနှုတ်ထွက်သွားပါတယ်သူနှုတ်ထွက်သွားခဲ့တဲ့အခါမှာကိုတောင်းဟာဘုံပြည်နယ်ကခြေလင်းတရင်ကိုပြတ်ပို့ခြင်းခံခဲ့ရပါတယ်လိုကက်ကပတိန်မဖြစ်တော့ပါဘူးဘိုးအဆင့်ဘွားနယ်ပဲတာဝန်ယူထမ်းဆောင်ရပါတယ်အဲ့ဒီတက်မှာတာဝန်ထမ်းဆောင်လို့တနည်းမပြည့်မြာပဲကချင်ပြည်နယ်ဗမော်မြို့ကခလာရ40ခုကိုပြောင်းရွှေ့တာခံခဲ့ရပါတယ်အကြောင်းရင်းကတော့ကိုတောင်းဟာမေမြို့မှာရှိတဲ့တင်းနှန်းတစ်ခုကိုတွားတက်ပါတယ်အဲ့ဒီအချိန်မှာသူ့ဆရာဗိုလ်မှူးချုပ်အောင်ကြီးကမေမြို့ကိုရောက်နေပါတယ်ဒီသတင်းကြောင့်ကိုတောင်းဟာတင်းနှန်းအားရတရက်မှာဗိုလ်ချုပ်အောင်ကြီးကိုတွားပြီးနှုတ်ဆက်ပါတယ်အဲ့ဒီလိုတွားရောက်တွေ့ဆုံတာကိုထောက်လှမ်းရေးကသတင်းပို့တဲ့အတွက်ကိုတောင်းကိုတတိပေးတဲ့အနေနဲ့တက်ပြောင်းလိုက်ခြင်းဖြစ်တယ်လို့ယူဆမိပါတယ်ဗိုလ်မှူးချုပ်အောင်ကြီးဟာတက်ကထွက်တဲ့အချိန်ကစပြီးသူသွားတဲ့နေရာတဲခိုတဲ့နေရာမှန်သမျှကိုထောက်လှမ်းရေးကတကောက်လိုက်နေတဲ့အချိန်မှာစီနီယာတက်ခွဲမှုဘွားရောက်တဲ့အခါမှာသူဟာမြဝကျုံးပေါ်မှာရှိတဲ့တနက်ကနှစ်ကိုရောက်သွားပြန်ပါတယ်အဲ့ဒီမှာတော့နောက်ပိုင်းမှာရာရှိဖြစ်လာတဲ့ DSA ကျောင်းစင်ကလေးတွေနဲ့တွေ့ဆုံခဲ့တာသိရပါတယ်ကျွန်တော်စေရုံးကိုရောက်တော့ကကကြီးစီမံရေးမှာအပတ်စစ်တေကရွှေတစိမ့်ဆုရှင်ကိုဆန်လွင်နဲ့တထနာတဲ့တာဝန်ထမ်းဆောင်ရပါတယ်ကိုဆန်လွင်ကိုအကြောင်းပြုပြီးတော့နေတကနေကရောက်လာတဲ့အပတ်စစ်တေကျောင်းစင်အရာရှိတွေစီယုံကိုရောက်လာကြတိုင်းလာနှုတ်ဆက်ကြတဲ့အတွက်ကျွန်တော်နဲ့ပါတည်ကြမ်းခဲ့ရပါတယ်အဲ့ဒီချိန်မှာကကကျင့်မှာကိုထွန်းရွှေနဲ့ကိုအေးတို့ရောက်နေကြပါပြီကိုတောင်းဟာကျောင်းစင်တုန်းကမိခင်တက်ရင်ကတင်ကားတက်ဆိုပေမဲ့ဗိုလ်ချုပ်အောင်ကြီး PSO ဘွားကလွတ်သွားတဲ့နောက်ပိုင်းမှာတော့ခြေလင်တက်တွေမှာပဲတာဝန်ကျခဲ့ပါတယ်ကျွန်တော်သတိထားမိတာကအရာရှိငယ်ဘွားကကိုတောင်းဟာစကားပြောဆိုအမှုရာတိမ်မွေးပါတယ်စီယုံကိုရောက်တဲ့အခါတိုင်းကိုဆန်လွင်ကိုလာနှုတ်ဆက်တဲ့အခါမှာကိုဆန်လွင်လို့ခေါ်နှုတ်ဆက်လေရှိပါတယ်ကကကျင်းကကိုထွန်းရွှေကိုလည်းကိုထွန်းရွှေလို့ခေါ်လေးရှိပါတယ်သူတို့ကိုစကားပြောတဲ့အခါမှာလည်းခမားကျွန်တော်လို့သုံးလို့လေးရှိပါတယ်ကိုအေးနဲ့ကြတော့ဟိတ်ကောင်မောင်အေးလို့ပြောဆိုဆက်ဆံလေးရှိပြီးသူကအကြီးအနေနဲ့ခေါ်သုံးလို့လေးရှိပါတယ်ကိုအေးကတော့သူ့ကိုခုံးတုံပြန်လေးမရှိပဲပြုံးနဲ့နေလေးရှိပြီးကိုတောင်းကိုတော့ခမားကျွန်တော်လို့ခေါ်ဆက်ဆံခဲ့ပါတယ်ဒီချင်းလေးတွေကိုရေးပြနေရတာကနောင်သူတို့ယာတို့ကြည့်လာတဲ့အခါပြောင်းလဲသွားတဲ့ဆက်ဆံပုံလေးကိုသတိပြုမိလို့ပါအလားတူပဲတီကျွမ်းခင်မင်ခဲ့တဲ့သူတွေကတော့ကိုညံလင်းကိုတော်ရစိန်ကိုတင်လှိုင်နဲ့ကိုလမ်းမော်တို့ဖြစ်ပါတယ်ကိုညံလင်းတို့ညီကိုတွေကထူးကြပါတယ်ကိုသိန်းလင်းကိုဆန်လင်းဘိုးသားလင်းနဲ့ခင်မောင်လင်းတို့အလုံးဟာတက်မတော်ကအရာရှိတွေပါသူတို့ရဲ့ဖခင်ဥပလင်းထင်ပါတယ်သူကတစ်တော်မင်းကြီးဘွားနဲ့ပြင်မနာမှာရှိတော့နောက်မှာကောက်ကွယ်ဦးစီးချုပ်ဖြစ်မဲ့ဒုတိယဗိုလ်မှူးကြီးနေဝင်းကိုရမကာနဲ့အခန့်လေးရှိပါတယ်အဲ့ဒီလိုစားကြတောက်ကြတဲ့အခါမှာသူ့သားတွေကိုတန်းစီစေပြီးဗိုလ်ချုပ်ကျွန်တော်သားတွေကြီးလာရင်ဗိုလ်ချုပ်တစ်ထဲကိုအကုန်ထည့်မှာအဲ့ဒါဗိုလ်ချုပ်ကိုအခုကတည်းကအပ်ပါတယ်ဆိုပြီးကလေးတွေကိုအဲ့ဒီကလေးကမိတ်ဆက်ပေးခဲ့တာပါကိုသိန်းလင်းကတော့တက္ကသိုလ်ပြည်ရနဲ့ ODS ကိုဝင်တယ် ODS တက်ပြီးရာရှိဖြစ်လာခဲ့တယ်ကိုညံလင်းနဲ့ကိုဆန်လင်းတို့ကအမှားလို့ပြောပါတယ်
DSA ရောက်လာကြပါတယ်ကိုစံလင်းကအနေအေးစေပါတယ်သူဒုတိယဗိုလ်မှူးကြီးဖြစ်တော့အကျဉ်းဦးစီးဌာနမှာညွှန်ကြားရေးမှူးဖြစ်နေပင်စင်ယူသွားတယ်ထင်ပါတယ်ကျွန်တော်ကအကျဉ်းသားဘွားနဲ့ထောင်ချစဉ်တုန်းကစုံငယ်ဘူးပါတယ်မာမာနာသိမရှိပါဘူးကိုညံလင်းကတော့ထက်ပါတယ်ဗိုလ်ကြီးဘွားနဲ့အမေရိကန်နိုင်ငံကိုစစ်တပ်နဲ့တက်ဖို့ပို့တဲ့အခါမှာလဲတင်နန်းတွေအောင်မြင်ခဲ့ပါတယ်အလုပ်တဲ့အင်မတန်ကြိုးစားပါတယ်ကျွန်တော်စိတ်ယုံမှရှိစဉ်ကသူဟာကကကြီးသူတည်တနာမှာဦးစီးရာရှိဒုတိယတန်းအဖြစ်ရောက်လာလို့တီကျွမ်းခင်မင်ခွင့်ရခဲ့ပါတယ်စစ်သွေးစစ်မှန်အပြည့်ရှိပါတယ်သူစနီးကတော့မေရီကုကောလို့ခေါ်ပါတယ်သူဖခင်ကလည်းတစ်တော်မင်းကြီးပါကိုညံလင်းနဲ့ငငယ်ချင်းပေါ့သူတို့အိမ်အောင်ကြတဲ့အချိန်မှာမေရီကစက်မှုတက္ကသိုလ်မှာဆရာမဖြစ်နေပါပြီသား၃ယောက်ထွန်းကားပါတယ်ကိုညံလင်းဟာတည်ရည်မှုဖြစ်တော့မိထီလာကကချင်လေးကိုရောက်သွားပါတယ်ကျွန်တော်ကလည်းနှစ်စဉ်တစ်နှစ်တစ်ကြိမ်ပြီးပါများထံပြက်လေးရှိရတဲ့အခါမိထီလာရောက်ခိုက်တည်ရည်မှုဖြစ်နေတဲ့ကိုညံလင်းအိမ်ကိုအလဲအပတ်သွားခဲ့ပါတယ်ကျွန်တော်သူ့အိမ်ကိုရောက်သွားတော့သူ့အမျိုးသမီးထင်ပါတယ်ဧကန်ထဲမှာဝတ္ထုစာအုပ်ဖတ်နေတာတွေ့ရပါတယ်ကျွန်တော်ကကိုညံလင်းစီလာလေတာပါလို့ပြောတဲ့အခါဖတ်နေတဲ့စာအုပ်ကိုချက်ထားပြီးအိမ်နောက်ဖက်မှာလို့ပြန်ပြေးပါတယ်အတန်က88စပါကျွန်တော်ကအိမ်နောက်ဖက်ကိုဆင်းသွားတဲ့အခါကိုညံလင်းကိုတွေ့ရပါတယ်ပစိုးတူတူဝိတ်ပြီးစွတ်ကျဲအိမ်ချမ်းချက်နဲ့ပေါက်တူးပေါက်နေပါတယ်ကျွန်တော်နှုတ်ဆက်တော့သူကဘူးပင်ဆိုင်မလို့ဆိုလာပဲကျွန်တော်ကိုမြင်တော့ပေါက်တူးကိုချက်ထားပြီးလာပြားလို့ပြောပြီးဧကန်ကိုတော့ကြပါတယ်ကျွန်တော်ကိုကော်ဖီနဲ့ဧကန်ပါတယ်မျိုးသမီးကတော့စားဖမ်းပြတ်ပါဘူးအဲ့ဒီခါကျမှကိုညံလင်းတို့ရဲ့အိမ်အောင်ရေးချီနေကိုသဘောပေါက်ခဲ့ပါတယ်နောက်များမကြမီဆီယမဒေါ်မေဒီဟာသူ့မျိုးတွေရှိရာအမေရိကန်ကိုလက်ပတ်သွားခဲ့ပါတယ်သူသား၃ယောက်ကိုလည်းကောက်သွားခဲ့ပါတယ်ဒါပေမဲ့သူပြန်မလာတော့ပါဘူးဒါနဲ့ပဲကိုညံလင်းဟာတခုလက်ဖြစ်လာခဲ့ပါတယ်ဗိုလ်မှူးကြီးဖြစ်တဲ့အထိဆိုပါတော့အငယ်ဆုံးခင်မောင်လင်းကတော့အင်ဂျင်နီယာမို့အင်ဂျင်နီယာတက်ထဲဝင်ခဲ့ပါတယ်သူ့ထက်ကဘူတာလင်းကတော့ခြေလင်းမှာပါနဝတတက်တုံးကအမရပူရမြို့နယ်တာဝန်ခံပါ1988ခုနှစ်နှောင်းပိုင်းဒေါ်ဆန်းစုကြည်အထက်ပမာပြည်စီယုံရေးခီးစဉ်မှာသူ့မြို့နယ်ကိုရောက်တော့ညီမျိုးစုံနဲ့နှောက်ယှက်တားဆီးတာခံခဲ့ရပူပါတယ်ကိုတော်ရာစင်ကတော့သူ့အပတ်စင်ကစာတော်တဲ့အထဲမှာပါပါတယ်ကိုဆန်လွင်ရောသူရောဟာဘူလောင်းဘွားကလေးကညမှန်တက်ခဲ့ရတဲ့သူတွေပါအခုခေတ်လိုမျိုးဆိုရင်သူတို့ဟာတက်မတော်အရာရှိဖြစ်လာစရာအကြောင်းမရှိပါဘူးကိုတော်ရာစင်ဟာကိုထွန်းရွှေနဲ့အလွန်ရင်းနှီးခင်မင်တဲ့သူလို့သိရပါတယ်သူတို့နှစ်ယောက်အရာရှိငယ်ဘွားကလေးက38လမ်းမှာတက်ခန်းတစ်ခုငှားပြီးအတူတူအချိန်ဖြုံးနေရှိပါတယ်ကိုတင်လိုင်းကတော့အသားညိုညိုထောင်ထောင်မုံမှာရုပ်ရည်တည်တံ့ခံညာပါတယ်ကိုလှမော်ကတော့အသားချွဖြူရုပ်ရည်ပြပြပြီးထူပြတဲ့ညခုံးမွေးဆောင်ကသူ့အင်္ကာရုပ်ကိုပိုးပြီးထူခြားစေပါတယ်မဟုတ်ပင်ဇာတိဖြစ်ပါတယ်ကိုတင်လိုင်းဟာဘုံမှုဘဝမှာကကကြီးစစ်စင်ရေးနဲ့ကိုလှမော်ကတော့ကကကြီးတာဝန်ဌာနတွေကိုစီဦးစီးရာရှိဒုတိယတန်းအဖြစ်ရောက်လာကြပါတယ်ကိုညံလင်းနဲ့တထိုင်နဲ့ထဲလို့ပါပဲအဲ့ဒီချိန်မှာကကကြီးစီမံရေးမှာကိုဆန်လွင်နဲ့ကကကျက်မှာကိုအေးတို့ရှိနေကြပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကစီယုံမှာပါဒါပေမဲ့ကကတန်လက်အောက်ကတက်တွေဖြစ်တယ်တန်ကြက်ကနဲ့တင်ကတက်တွေမှာအမှုထမ်းနေတဲ့ DSA အပတ်စစ်တစ်ကတောင်းစိမ့်တွေအလုံးကိုခြေလင်းတက်တွေကိုတခွဲမှုပုံမှုတွေဖြစ်ပို့ပေးလိုက်ပါတယ်ဒီလိုနည်းနဲ့ကိုထွန်းကြည်ကိုအောင်ကိုတန်းဦးကိုသိမ့်မြင်ကိုလက်နဲ့ကိုတင်အေးတို့ဟာခြေလင်းတက်တွေကိုအတီးတီးရောက်ရှိသွားကြပါတယ်အပတ်စဉ်တစ်ကအမြောက်နဲ့တန်ကြက်ကကားတက်တွေကိုတာဝန်ကျတဲ့သူတော်တော်များများပါတယ်နောက်ပိုင်းမှာဝင်ကြီးဗိုလ်ချုပ်ကြီးဖြစ်လာတဲ့ကိုထွန်းကြည်ကိုတန်းဦးကိုတင်အေးကိုလက်ကိုအောင်မြင့်ပေါ်နဲ့ကိုအောင်ကိုးစားတဲ့ပုံကိုယ်တွေဖြစ်ပါတယ်သူတို့တွေစီနီယာဗိုလ်ကြီးတွေဖြစ်လာတဲ့အခါမှာတပြိုင်နက်လိုတခွဲမှုပုံမှုဖြစ်ယာဒူတို့ခံကြရပြီးအားလုံးခြေလီတရင်တွေကိုပြောင်းရွှေ့ပေးခြင်းခံရပါတယ်သူတို့တွေကိုယာဒူတိုးပြီးခြေလင်းတရင်တွေကိုပြောင်းရွှေ့တဲ့အမိန့်ထွက်လာတဲ့အချိန်မှာကျွန်တော်ကစီယုံမှာပါအဲ့ဒီအမိန့်ထွက်လာတော့တွေ့ရတော့ကျွန်တော်မှာအားကျတဲ့စိတ်နဲ့ဝမ်းသာမိပါတယ်တက်မတော်ထုံးနှန်းစင်လာရဆိုရင်လယုံတန်ညာဖြစ်တဲ့အမြောက်တန်ကြက်ကဆက်သွယ်ရေးစတဲ့လယုံတက်တွေကအရာရှိတွေဆိုရင်ခြေလင်းတက်တွေကိုပို့ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအရာရှိတွေဟာလယုံတက်မှာအမှုထမ်းရင်းနဲ့လယုံတက်ဆိုင်ရာပညာရပ်တွေနဲ့ပတ်သက်ရင်တင်နန်းတွေတက်ပြီးသားတွန်းကျင်ပြီးသားဆိုတော့သူတို့တက်ကလွဲပြီးအခြားတက်ကိုပြောင်းမယ်ဆိုရင်လူရောပညာပါဆုံးရှုံးသွားတယ်လို့ပါဒါပေမဲ့ DSA အပတ်စစ်တက်ကအညောင်းနဲ့တန်ချက်ကတက်မှာရောက်နေတဲ့အရာရှိတွေကိုခြေလင်းကိုတပြိုင်နက်ပြောင်းပြလိုက်တာဟာအထက်လူကြီးတွေရဲ့ policy ပဲဖြစ်ရမယ်လို့အဲ့ဒီတော့ကလေးကကျွန်တော်ခံမှန်းမိပါတယ်ကျွန်တော်မသိမိတဲ့ကိစ္စတခုပေါ့လေ
DSA အပတ်စဉ်တက်ကကိုကြီးတွေထဲမှာကိုအေးနဲ့ကိုလက်တို့ကကျွန်တော်နဲ့ထိတွေ့မှုအများဆုံးလို့ဆိုရပါမယ်ကိုအေးဟာကကျင်မှာစီဦးစီးမှုတတိယတန်းနဲ့ဒုတိယတန်းကာလတွေမှာကျွန်တော်နဲ့စေယုံရာရှိငယ်များကြိတ်တာတိုးရင်ထဲမှာဟိုဘက်ခန်းဒီဘက်ခန်း3-4နှစ်နောက်အထူးတကွနေခဲ့ကြတာပါကျွန်တော်အိမ်အောင်ကြပြီးလို့အဲ့ဒီရိတ်တာကထွက်ခေါ်လာတဲ့အထိသူအိမ်အောင်မကြသေးပါဘူးဒါပေမဲ့နောက်ပိုင်းမှာအိမ်အောင်ကြပေမဲ့ဘူကြီးဘုံမှုတို့မြညာဆက်နဲ့အဆက်အသွယ်တော့ရှိနေပါပြီနောက်ပိုင်းမှာဝင်ကြီးအထိဖြစ်လာတဲ့ဘူကျုပ်မောင်မောင်ဆွေဟာသူ့အမနဲ့အတူလာနေခြင်းတကုံအထက်ကတင်မှာကြောင်းနေစေပါကိုလက်ကတော့1985ခုနှစ်လောက်မှာဗထုတက်မြုပ်တိုက်ခိုက်ရေးကျောင်းမှာဖွင့်တဲ့တက်ခွဲမှုတင်တန်းမှာအတူတကွတက်ခိုက်ကြရင်နဲ့ပို့ပြီးခင်မင်လာခဲ့တာပါသူကအဲ့ဒီတုန်းကကြီးအရန်ဖြစ်တဲ့ခလာရ16မှာဘုံမှုအဆယ်ဖြစ်နေပါပြီသူ့ရဲ့အဓိကအရေးချင်းကဝရိယပါတက်ခွဲမှုတင်တန်းတက်စင်တော့ကလည်းအဲ့ဒီတင်တန်းမှာပထမရောက်ဖို့တဲတန်စူးစမ်းခဲ့ပါတယ်ပထမလည်းရခဲ့ပါတယ်အဲ့ဒီတင်တန်းဆင်းပြီးတဲ့အခါသူကခလာရ16မှာပဲပြန်ပြီးတာဝန်ထမ်းဆောင်လာပါတယ်အဲ့ဒီချိန်မှာသူတို့တက်ကိုအောင်နိုင်ရေးစင်ရေးမှာထည့်သွင်းခဲ့တဲ့အတွက်ကျွန်တော်နဲ့ပိုဆက်ဆံမှုများလာခဲ့ပါတယ်အဲ့ဒီလိုခလာရ16ဒုတက်ရေးမှုတာဝန်ထမ်းဆောင်ရင်းနဲ့ခမရ102ကိုတရင်မှုအဖြစ်ရာထူးတိုးပြီးရောက်ရှိသွားပါတယ်အဲ့ဒီချိန်မှာပဲကိုတောင်းကခမရ100လေးကိုညံလင်းကကချင်လေးစသဖြင့်အသီးသီးတရင်မှုတွေဖြစ်ကုန်ကြပါတယ်အလားတူပဲကိုလာမောင်ကိုထွန်းကြည်ကိုတော်ရာစိန်နဲ့ကိုဆန်လွန်တို့ကလည်းတရင်မှုတွေတစ်ပိုင်းနဲ့တည်းဖြစ်ခဲ့ကြပါတယ်အဲ့ဒီကာလမှာတော့ကျွန်တော်ကတက်ကထွက်ခဲ့ရပြီးပါပြီသူတို့တဲကကိုတန်းဦးနဲ့ကိုအေးတို့ကတော့တရင်မှုဖြစ်တာနောက်ကြပါတယ်သူများတဲ့ဂျီဝမ်းဖြစ်အဲ့ဒီကမှဗျူဟာမှုတွေရဲ့လို့ဖြစ်လာတော့မှကိုတန်းဦးနဲ့ကိုအေးတို့တရင်မှုဖြစ်ကြပါတယ်အများကြီးနောက်ကြပါတယ်ကျွန်တော်မှတ်မိတဲ့ညပြောရရင်ကိုအေးတရင်မှုဖြစ်တဲ့တက်ကခလာရ68လာရှိုးမိုင်းရဖြစ်ပါတယ်သူတို့နှစ်ယောက်စလုံးကလူရေးတွေပါသူများတွေကိုထက်စောစီစီယာထုတွေရသွားပေမဲ့မနာလိုဝင်တော့ခြင်းမရှိပဲအေးစစ်စစ်နဲ့ကုတဝင်းကိုကြေပွန်စွာထမ်းဆောင်နေကြပါတယ်အပတ်စဉ်တစ်ကအကိုကြီးတွေဒီပြိုင်နဲ့နှီးပါဒုဗိုလ်မှူးကြီးတွေဖြစ်လာခဲ့တယ်လို့သူတို့အတွေ့အကြုံများလာတဲ့နဲ့အမျှစီဦးစီးမှုပထမတန်းတာဝန်တွေထမ်းဆောင်ကြရပါတယ်အဲ့ဒီမှာထူးခြားချက်တစ်ခုကမြောက်ပိုင်းတိုင်းမှာပါအဲ့ဒီတုန်းကမဘခမှာဂျီဝမ်ကကိုတင်လှိုင်းထင်ပါတယ်စီဦးစီးမှုပထမတန်းစစ်ထောက်အဖြစ်တာဝန်ပေးခင်ရသူကတော့ကိုတောင်းပါကိုတောင်းဟာစစ်ထောက်ဆိုပေမဲ့ရန်ဖန်ရန်ခါဗျူဟာမှုတွေမအားရင်သူတို့နေရာမှာအစားဝင်တာဝန်ယူရတာမျိုးရှိခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီလိုအခိုက်အတန့်တစ်ခုမှာသူ့ကိုစီဦးစီးတက်တူတက်ဖို့ဖြစ်လာပါတယ်ဒါပေမဲ့စစ်ဗျူဟာမှုတူအစားကိတ္တတာဝန်ယူနေခိုင်းဖြစ်တော့တိုင်းမှုကအစားထိုးတာဝန်ထမ်းဆောင်နေခိုင်းဖြစ်တဲ့အတွက်တင်နန်းသားအဖြစ်မှကင်းလွတ်ကင်ပြုရန်ကကျင်ကိုအကြောင်းပြန်ခဲ့ပါတယ်ဒီကိစ္စကိုတောင်းကသိသွားတဲ့အခါအဲ့ဒီတင်နန်းကိုမဖြစ်မနေတက်ခွင့်ပြုရန်တိုင်းမှုကိုတင်ပြလိုက်ပါတယ်တိုင်းမှုရဲ့ဆုံးဖြတ်ချက်ကိုသူကဇောတကတက်ရပါမလားဆိုတဲ့သဘောနဲ့ကိုတောင်းကိုပြင်ပဝန်ကြီးဌာနတစ်ခုကိုပြောင်းရွှေ့အမှုထမ်းဖို့ချက်ချင်းအမိန့်ထွက်လာပါတယ် DSA အပတ်စဉ်တစ်ကပြင်ပဌာနကိုပထမဦးဆုံးပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတဲ့သူကကိုတောင်းပဲဖြစ်ပါတယ်စံချိန်တင်ဖြစ်ရတဲ့ကူပေါ့သူပြင်ပဌာနတစ်ခုတထုတင်ဝန်ကြီးဌာနထင်ပါတယ်ရောက်သွားတဲ့အခါမှာကျွန်တော်နဲ့တော့မဆုံးခဲ့ပါဘူးသူနဲ့ဆုံးခဲ့တဲ့သူတွေရဲ့ပြန်ပြောတဲ့စကားအရကိုတောင်းဟာသူ့ကိုပြင်ပဝန်ကြီးဌာနကိုအပုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တော်တော်ခက်ခက်တီးတီးခံစားရတယ်လို့ပြန်ကြားမိပါတယ်ကျွန်တော်လည်းပြင်ပမှာစီးပွားရေးလုပ်ရင်းကန်ရင်းနဲ့အပတ်စဉ်တဲ့အကြောင်းကိုတော့စိတ်ဝင်စားနဲ့အငဲလိုနားဆွင့်နေခဲ့မိပါတယ်ဒီလိုနဲ့ပဲသူတို့တွေဗိုလ်မှူးကြီးအဆင့်တွေကိုမရှင်းမနှောင်းကာလအတွင်းမှာပဲရောက်ရှိသွားကြပြီလို့ကြားပြန်ပါတယ်ကိုကြီးတွေကြီးပွားလာကြပြီဆိုတော့ဝမ်းသာရပါတယ်တစ်ဖက်ကလည်းညှော်လင်းတဲ့စိတ်လည်းဖြစ်ပေါ်ခဲ့ပါတယ်ဘာဖြစ်လို့ဒီလိုညှော်လင်းတဲ့စိတ်ဖြစ်ပေါ်ရတယ်လဲဆိုတော့ကျွန်တော်ဟာစီးပွားရေးလောကမှာကျင်လည်ရင်းနိုင်ငံတော်ရဲ့နိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေတွေတစားတစစိုးဝါးစပြုလာတာတွေကိုကိုတွေ့မြင်တွေ့နေရတဲ့အတွက်ဖြစ်ပါတယ်သူတို့များတစ်ချိန်မှာနိုင်ငံတာဝန်ထမ်းဆောင်တဲ့အဆင့်ထိရောက်လာရင်တော့သူတို့ရဲ့ဉာဏ်ပညာအမျှော်မြင်တဲ့တိုင်းပြည်ရဲ့ရင်းရိုင်နေတဲ့အနေအထားကိုပုံမကောင်းမွန်လာအောင်လုပ်နိုင်မှာပဲလို့ဆိုတဲ့စိတ်နဲ့ညှော်တလင်းနဲ့ဖြစ်ခဲ့မိပါတယ်သူတို့တွေဗိုလ်မှူးကြီးဖြစ်တယ်လို့ကြားတာမကြသေးခင်မှာပဲသူတို့တွေကတချို့ကိုရပ်ပဌာနကိုတောင်းကွင်ပြုလိုက်တယ်ဆိုတဲ့သတင်းကြားရတဲ့အခါမှာကျွန်တော်စိတ်ထဲမှာတော့ဒါဟာနိုင်ငံရေးသဘောအရဖြိုခွဲလိုက်တာညာလားလို့ချက်ခနဲ့ဖြစ်ပေါ်မိပါတယ်အဲ့ဒီလိုပြင်ပဌာနတွေကိုအပုတ်ခံရတဲ့သူတွေကတော့ကိုတင်လှိုင်နဲ့ကိုအောင်မြင့်ပေါ့သူတို့ကနိုင်ငံတော်ကောင်စီရုံးနဲ့နိုင်ငံတော်သမ္မတရုံးကိုတော်ရာစိန်ကကုံသွေးကိုထွန်းရှေကအကောက်ကွန်ကိုဆန်လန်က
မြန်မာစာဌာနတို့ဖြစ်ပါတယ်ကျွန်တော်မှတ်မိတယ်လို့ပါသူတို့အပတ်စဉ်တစ်ကဘုံမှုကြီးအဆင့်ကို10ရောက်ကျော်လောက်ရတယ်ဆိုတော့တကယ်တက်အားပေါ့ယခုလိုပြင်ပကိုအပုတ်ခံရတဲ့အတွက်တက်ထဲမှာကျန်နေသူတွေကတော့ကိုထွန်းကြီးကိုညာလင်းကိုလှမော်ကိုအေးနဲ့ကိုတန်းဦးတို့ဖြစ်ပါတယ်ကျွန်တော်အထင်အဲ့ဒီတုန်းကကိုအေးနဲ့ကိုတန်းဦးတို့ကဘုံမှုကြီးအဆင့်ထိရာထူးမတက်သေးပါဘူးကျန်တဲ့သူတွေတက်မှမူလောက်ဖြစ်တော့မှသူတို့နှစ်ယောက်ကဘုံမှုကြီးဖြစ်လာကြတာပါသူတို့တွေကအတန်းတူတယောက်ရဲ့စကားအရဆိုရင်အဲ့ဒီနှစ်ယောက်ကနောက်မှနေပြီးအေးစစ်စစ်နဲ့မျက်စားပြီးလိုက်နေကြတာပါလေကျွန်တော်စဉ်းစားကြည့်ပါတယ်သူတို့တွေအုပ်စုလိုက်ဘုံမှုကြီးဖြစ်လာကြတဲ့အတွက်နောက်တစ်ချိန်မှာတက်မှမူတိုင်းမူအဲ့ဒီကမှတစ်စင်နိုင်ငံတော်အဆင့်ရောက်လာကြရင်တိုင်းပြည်အတွက်အလွန်ကောင်းတဲ့လက္ခဏာပဲလို့ထင်မိပါတယ်ဒါပေမဲ့အာဏာနဲ့ပတ်သက်ရင်အမြဲတမ်းနှိုးကြတဲ့ဦးနေဝင်းကြီးဟာသူတို့အုပ်စုလိုက်ထိပ်ပန်းကိုရောက်လာရင်အန်ဒီရရှိလာမယ်လို့တွက်မိမှသိကြပါတယ်ဒါကြောင့်အခုလိုတကွဲတပြားဖြစ်သွားအောင်လုပ်လိုက်တယ်လို့ထင်မိပါတယ်မြန်မာစာဌာနကိုရောက်သွားတဲ့ကိုဆန်လွင်ကကျွန်တော်နဲ့စေယုံမှာအတူတာဝန်ထမ်းဆောင်မှုတဲ့အတွက်ခင်မင်ခဲ့ပါတယ်သူတခွဲမှုဘုံမှုဖြစ်တော့ကသူ့အတွက်ကျွန်တော်ကိစ္စတစ်ခုကိုမထင်မှတ်ဖဲအကျိုးဆောင်ခဲ့ပူပါတယ်ကိစ္စကတော့သူဥဆောင်တဲ့စစ်ကြောင်းနဲ့ဘကပတက်ချို့ရင်ဆိုင်မိခဲ့ရမှာသူ့စစ်ကြောင်းကတေဂျီတန်ရရမှုတွေရှိခဲ့ပြီးလက်နက်တချို့တောင်ရန်သူ့တက်ထဲပါသွားတဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်သူ့တဲ့ဗျူဟာမှုကကျွန်တော်တို့ဘူလောင်းဘွားကလေးကတခွဲမှုဖြစ်ခဲ့ဘူးတဲ့ဘုံမှုကြီးထွန်းရီဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနှစ်ပတ်လောက်အကြာမှာတိုက်ပွဲဖြစ်စဉ်တွေတော့ဗျူဟာမှုရဲ့သုံးသက်ချက်ပါရှိပါတယ်ဗျူဟာမှုရဲ့တင်ပြချက်ကတော့ဤဖြစ်စဉ်တစ်ခုလုံးနဲ့ပတ်သက်၍စစ်ကြောင်းမှုဘုံမှုဆန်လွင်နဲ့တာဝန်ရှိသဖြင့်၎င်းအားတိရောက်စွာအရေးယူနေပါသည်လို့ပါရှိပါတယ်အဲ့ဒီချိန်မှာကျွန်တော်ကကိုထွန်းနိုင်အားလို့သူ့စပွဲမှာခဏဝင်ထိုင်ရင်းဝင်လာတဲ့စာတွေဖတ်ရင်းနဲ့သိရတာပါကိုထွန်းနိုင်ဆိုတာကရာကန်ပူပါဘုံမှုကြီးကြီးမောင်ရဲ့ရုံးဖွဲ့မှုပြည်သဘောမျိုးတာဝန်ထမ်းဆောင်နေသူပါသူတာဝန်တစ်ခုနဲ့အခြားရောက်နေရင်ကျွန်တော်ကဝင်ပြီးရုံးထိုင်ပြရပါတယ်အဲ့ဒီဖြစ်စဉ်ကိုဖတ်ကြည့်တဲ့အခါကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်ဒါကြောင့်ဖြစ်စဉ်တစ်ခုလုံးပါတဲ့စာကိုဝင်းလို့သတ်မှတ်ထားတဲ့အကန့်အောက်ဆုံးကိုပို့ပြီးအပေါ်ကတခြားစာတွေတင်လိုက်ပါတယ်အဲ့ဒီနေ့ညနေကိုထုံးနိုင်ပြန်လာတဲ့အခါကိုဆန်လွင်အကြောင်းနဲ့ပတ်သက်တဲ့စာအကြောင်းပြောပြပြီးတက်နိုင်ရင်အဲ့ဒီစာကိုချက်ချင်းမတင်နဲ့အောင်ကြခဏဆိုင်းထားလိုက်အောင်လို့ပြောခဲ့ပြီးကျွန်တော်ဌာနရဲ့စပွဲကိုပြန်ခဲ့ပါတယ်ကိုထုံးနိုင်ကလည်းဘလောက်ဆိုင်းထားမလဲမသိပါဘူးနောက်၄-၅လလောက်ကြာမှကိုထုံးနိုင်စီရောက်တော့သူကအဲ့ဒီစာပေါ်ဘုံမှုကြီးမှတ်ချက်ချတာပုံကိုကျွန်တော်ကိုပြပါတယ်မှတ်ချက်ကကြာလာပြီလို့ရေးထားပြီးကြီးလို့လက်မှတ်တို့အင်နီရှယ်ထုတ်ထားတာတွေ့ရပါတယ်သဘောကတော့ကိုဆန်လွင်ရဲ့ကိစ္စရေးယူတဲ့အဆင့်ထိမရောက်ခဲ့ဘူးပေါ့လေတကယ်တော့ကိုဆန်လွင်ကဌာနမှာတာဝန်ထမ်းဆောင်စဉ်ကလေးကကိုထုံးနိုင်နဲ့ခင်မင်ရေးဆွဲရှိပါတယ်ဒီလိုကိစ္စမျိုးကိုစစ်ရုံးကဝါချင်းရုံးအုပ်ကြီးတွေရဲ့စကားအရပြောရမယ်ဆိုရင် DND ပါတယ်ကျွန်တော်ကလည်းသူတို့ရဲ့အဲ့ဒီမှတ်သားလောက်တဲ့စကားကိုအခုထိမှတ်မိနေစေပါအတိတ်ဘက်ကတော့သူ့လိုကိုပြောက်သွားတယ်ပါတယ်ကျွန်တော်အဲ့ဒီတုန်းကတည်းကစဉ်းစားမိပါတယ်စစ်ကြောင်းတစ်ခုမှဖြစ်တဲ့ကိစ္စကိုဗျူဟာမှုကတက်မှမှုကိုတင်ပြရမှာပါအဲ့ဒီကမှကာနယ်ထံပေါ့ကျွန်တော်မှတ်မိတာကတော့တက်မှမှုမှတ်ချက်ကိုတတိမထားမိပါဘူးဘုံမှုကြီးထွန်းကြီးရဲ့မှတ်ချက်ကိုသာတတိပြုမိခဲ့တာပါဒါကလည်းကျောင်းတော်ကရန်စားလို့ပြောရမလားမသိပါဘူးကိုဆန်လွင်ကခေါင်းကြီးတလောက်စတော်တဲ့ပုံကိုဖြစ်ပါတယ်ဘူလောင်းဘောကနောက်ဆုံးနှစ်မှာအင်္ဂလိပ်စာသင်တန်းတိုင်းအတန်းတက်ဆရာမလို့ပဲသူစိတ်ကြိုက်စာတွေဖတ်ခွင့်ပြုခဲ့တယ်ဆိုတာကျွန်တော်တို့ဂျူနီယာဘူလောင်းတွေကြားသိရတော့အလိုအထင်ကြီးနေမိပါတယ်သူဟာစာတော်တဲ့သူပြီးဘူလောင်းတယောက်ရဲ့တကိုးရေးစီကံဖိုင်းမှာတော့အားနေတယ်လို့သိရပါတယ်ဒါကြောင့်နောက်ဆုံးနှစ်ပါတောင် extra drill လို့ခေါ်တဲ့အချိန်ပုံမှာကျိုးပွေထဲအုတ်ခဲရှည်လုံးထည့်ပြီးပြေးရတဲ့ပြစ်ဒဏ်ခဏကြခဲ့တယ်လို့လည်းသိရပါတယ်ဒီလိုဘူလောင်းမျိုးကိုစစ်တပ်တုံမှာဆရာဖြစ်ခဲ့မှုတဲ့ဘုံမှုကြီးထွန်းရီကအလိုအထင်သေးတဲ့စိတ်ဝင်နေရန်တူပါတယ်ဒါကြောင့်သူပြူဟာမှုဖြစ်တဲ့အခါမှာစစ်ကြောင်းမှုဘုံမှုဆန်လွင်ကိုထိရောက်စွာအေးအေးယူဖို့မှတ်ချက်ပြုခဲ့လေသလားလို့ကျွန်တော်ထင်ခဲ့မိပါတယ်သူမြန်မာစာအဖွဲ့ကိုပြောင်းခံရတယ်လို့ကြားတဲ့အခါသူရုံးကိုရောက်ခဲ့ပါသေးတယ်နေရာကဒေတာကောလိပ်နှစ်နဲ့နီးပါတယ်ပြည်လမ်းမကြီးပေါ်မှာပါသူနဲ့တွေ့တော့ကျွန်တော်ကပြောလိုက်ပါတယ် congratulation လို့သူကကျွန်တော်ကိုဝမ်းမတ်တာကျိုးဆိုနှုတ်ဆက်တဲ့အခါအဲ့ဒီလိုပြောလိုက်တော့သူကဘာလဲဗျာလို့မေးပါတယ်ကျွန်တော်ကခင်ဗျားက DSC မှာကလေးကအင်္ဂလိပ်စာတော်တယ်လို့နာမည်ကြီးတာလေအခုတော့မြန်မာစာအဖွဲ့ဥက္ကဋ္ဌဆိုတော့လူမှန်နေရာမှန်ပေါ့ဗျာပြောတဲ့အခါ
သူကလည်းတဟဲနဲ့ရီပါလေရောဗျာတကယ်တော့ကိုဆန်းလွင်ဟာမြမစာဌာနမှာတကယ်အလုပ်လုပ်ပါတယ်သူပြောလို့သိရခြင်းမဟုတ်ပါဘူးအဲ့ဒီဌာနမှာဥက္ကဋ္ဌအဖြစ်လုပ်ရင်းမြမအင်္ဂလိပ်အပိဒံမြမရိုးရာစိုးစကားများဆိုတဲ့ခန့်ခန့်တဲ့တန်းကြီးတွေကိုထုတ်ဝေနိုင်ခဲ့ပါတယ်အဲ့ဒီစာအုပ်ကြီးတွေကိုကျွန်တော်မြင်းကြံထောင်မှာရှိခဲ့တကူးတကမာပြီးလေ့လာတဲ့အခါမှာကိုဆန်းလွင်ရဲ့စူးစမ်းအထောက်မှုကိုသတိပြုမိပါတယ်ဒါတွေမကသေးပါဘူးသူ့ရဲ့ဘာသာပြန်စာအုပ်တို့ကိုလည်းအောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါတယ်ရောင်းအားလည်းကောင်းတယ်လို့သိရပါတယ်ဒီစာအုပ်ကမြန်မာနိုင်ငံမှာဒုတိယကမ္ဘာစစ်အတွင်းကြုံတွေ့ရတဲ့တိုက်ပွဲစဉ်တွေအကြောင်းကိုရသညောက်စွာရေးထားတဲ့စာအုပ်ပါမူလပင်းစာရေးဆရာကတော့အလင်လို့ထင်ပါတယ်သူဘာသာပြန်တဲ့စာအုပ်ရဲ့နာမည်ကတော့စင်ညောင်းကြရှည်မြန်မာပြည်ဖြစ်ပါတယ်တက်မတော်ထဲမှာကြံခဲ့တဲ့ပုဂ္ဂိုလ်တွေထဲမှာကိုလာမော်ကိုညံလင်းနဲ့ကိုထွန်းကြည်တို့ကတော့တိုင်းမှုတွေအထိရောက်ခဲ့ပါတယ်ဒါပေမဲ့ကိုလာမော်ကတော့ရပ်ပတ်ကတိုင်းမှုဘဝမှာပဲအစိုးလောကရန်တရားနဲ့ကြုံပြီးနှုတ်ထွက်ခဲ့ရပါတယ်အခုတော့ကွယ်လွန်သွားချပါပြီကိုညံလင်းကတော့နဝတ္တခေတ်အထိပါလာပါသေးတယ်ဒါပေမဲ့ကျမ်းမာရေးမကောင်းတော့တဲ့အတွက်ဝန်ကြီးဌာနတွေကိုကင်တွယ်တဲ့အဆင့်ထိမရောက်ခဲ့ပါဘူးသူလည်းကွယ်လွန်ခဲ့ပါပြီကိုထွန်းကြည်တယောက်ပဲတိုင်းမှုဖြစ်နဝတ္တခေတ်မှာတော့ကုန်သွယ်ရေးဝန်ကြီး1998ခုနှစ်မှာနဝတ္တရုံခါတော့သူလည်းအနာပေးခံရပါတယ်အခုထိကျမ်းမာနေစေဆိုတာသိရပါတယ်အထုပ်ပတိစာအုပ်လည်းထုတ်ဝေခဲ့တယ်လို့သိရပါတယ်ကိုတန်းဦးကတော့စစ်ဥပဒေချုပ်ထိရောက်ခဲ့ပြီးကွယ်လွန်သွားခဲ့ပါပြီကိုကောင်ကတော့ကိုအေးပေါ့နဝတ္တခေတ်မှာသူကရပ်ပတ်ခတိုင်မှုဗိုလ်ချုပ်မှုကြီးစောမောင်နားတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေတက်လာတဲ့အခါလူကျုံနေရကိုတော်တော်နဲ့မရွေးသေးပါဘူးလာပေါင်းများစွာကြာခဲ့ပါတယ်လေနှစ်ကူးကနီးမှထင်ပါတယ်ကိုအေးကိုဒုချုပ်နဝတ္တဒုတိယဥက္ကဋ္ဌဆိုပြီးရွေးလိုက်တယ်ဆိုတာထောင်ထဲကပဲကြားလိုက်ရပါတယ်ဒီသတင်းကိုကျွန်တော်ကြားတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာလည်းသူ့ရဲ့လက်ထောက်ကိုရွေးတဲ့အခါမဟာဇက်ဆရာကြီးဦးနေဝင်းကြီးကိုတုံးလိုက်တာပဲလို့ကျွန်တော်ထင်မိပါတယ်ဘလို့လဲဆိုတော့ဦးနေဝင်းဟာဦးစန်းယူကိုရွေးခဲ့တဲ့အခါအာဏာနဲ့ပတ်သက်ရင်သူ့ကိုဘယ်တော့မှပကုံးချင်းရှင်မဲ့လူစားမျိုးမဟုတ်ဘူးဆိုတာသိကြမှရွေးခဲ့တာပါအခုလဲဗိုလ်ချုပ်မှုကြီးတန်းရွှေဟာသူ့အာဏာအတွက်ဘလို့မှအနေပြုတ်မယ်လို့မထင်နဲ့နေမနဲ့လိုက်အောင်အေးတဲ့ကိုအေးကိုရွေးလိုက်တယ်လို့ကျွန်တော်ထင်ပါတယ်ရရှိငယ်ဘွားကကိုအေးကကိုတောင်းကိုခင်ဗျားကျွန်တော်နဲ့ပြောသလိုကိုတောင်းကလည်းကိုအေးကိုမင်းနဲ့ငါနဲ့ပြောခဲ့တာပါဒါပေမဲ့ဒီအခြေအနေတွေအလုံးပြောင်းပြန်ဖြစ်သွားတယ်ဆိုတာနောက်ပိုင်းကျမှကျွန်တော်ကြားသိလာခဲ့ပါတယ်ကိုအေးဒုချုပ်ဖြစ်လာတဲ့အချိန်မှာကိုတောင်းကအမေရိကန်နိုင်ငံမှာတရားမဝင်တန်အမတ်ဖြစ်နေခဲ့ပါတယ်တရားမဝင်တန်အမတ်လို့ပြောရတဲ့အကြောင်းကနဝတ္တခေတ်မှာအမေရိကန်နိုင်ငံကမြန်မာနိုင်ငံမှာတန်အမတ်မထားပါဘူးယာယီတာဝန်ခံတန်မှုပဲထားပါတယ်တန်အမတ်ထုံးနှန်းစင်လာရမြန်မာနိုင်ငံတန်အမတ်အမေရိကန်မှာရှိနေတဲ့အဖြစ်ကိုသူတို့အစိုးရကအတိအမှန်မပြုပါဘူးရုံးစာကိုတောင်ကိုတောင်းလက်မှတ်ထိုးတဲ့စာဆိုရင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလက်မခံပါဘူးလေမြန်မာတန်ယုံကတန်မှုသို့မဟုတ်ပထမအတွင်းဝင်လက်မှတ်ထိုးထားတဲ့စာကိုတောင်းလည်းလက်ခံပါတယ်ဒါပေမဲ့ကိုတောင်းကတော့နဝတ္တအစိုးရအတွက်လော်ဘီအလုပ်တွေပဲလုပ်နေပါတယ်လေ1992ခုနှစ်ကအမေရိကန်စီနီတာနဲ့ပြည်내အုပ်ချုပ်ရေးမှူးလုပ်ခဲ့မှုတဲ့ဘီရစ်ချတ်ဆန်မြန်မာပြည်ကိုလာတဲ့ခီးစဉ်ဟာကိုတောင်းရဲ့မဲဆွယ်မှုကြောင့်လို့သိရပါတယ်ကျွန်တော်အင်းစိန်ထောင်မှာရှိစဉ်တုန်းကထောင်ထဲကိုဘီရစ်ချတ်ဆန်လာတဲ့အခါကျွန်တော်နဲ့တွေ့ဆုံစကားပြောခဲ့ပူပါတယ်ကျွန်တော်တွေမကမတ်တီတာဆန်းချောင်းမင်းကိုနိုင်ကွယ်လွန်သွားတဲ့ဦးဝင်းတင်တို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်အဲ့ဒီပွဲမှာပထမတော့ရစ်ချတ်ဆန်ကကိုတောင်းပြောတဲ့ညနဝတ္တကလူတွေပြောတဲ့ညကိုပဲလက်ခံယုံကြည်ခဲ့ရကဒေါအောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါကျမှမြန်မာပြည်ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုအကြောင်းကောင်းကောင်းသိသွားခဲ့တာပါကိုအေးဒုချုပ်ဖြစ်လာတဲ့အခါကိုတောင်းအတွက်လည်းကြီးမားတဲ့အကျိုးကျေးဇူးဖြစ်ထွန်းခဲ့ပါတယ်ဘာလဲဆိုတော့နဝတ္တအစိုးရကကိုတောင်းကိုမြန်မာပြည်ပြန်ခေါ်ပြီးသူ့အတွက်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတစ်ခုအသစ်ဖွဲ့ပြီးကိုတောင်းကိုဝန်ကြီးရာထူးခန့်အပ်ခဲ့ပါတယ်ကိုအေးကကိုတောင်းကိုချီးမြှင့်လိုက်ခြင်းပေါ့လေအဲ့ဒီလိုဖြစ်တဲ့အခါကိုတောင်းနဲ့ကိုအေးတို့ရဲ့ဆက်ဆံရေးဟာပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ကိုအေးဟာကိုတောင်းအတွက်အကူရတဆူဖြစ်လာခဲ့ပြီပေါ့ကိုတောင်းဟာလည်းသူ့ဝန်ကြီးဌာနကလက်အောက်ပုဂ္ဂိုလ်တွေကိုတင်းတင်းကြပ်ကြပ်ကင်တွယ်ခဲ့တယ်လို့နာမည်ကျော်ကြားခဲ့ပါတယ်ကျွန်တော်2012ခုနှစ်ကြားပြရွေးကောက်ပွဲမှာလွတ်တော်တဲ့ရောက်တော့ကိုတောင်းကလည်းလွတ်တော်ကိုယ်စားလှယ်တအူးဖြစ်နေပါပြီပြည်ခိုင်ဖြိုးပါတီအမတ်ကြီးပေါ့လေလွတ်တော်မှာတွေ့တဲ့အခါကိုတောင်းဟာအရင်အရာရှိငယ်ဘွားကအမူအရာမျိုးဖြစ်တဲ့ချိုသားတဲ့မျက်နှာထားနဲ့ပြ
သူငားတဲ့စကားတွေပြောတဲ့ကိုတောင်းဖြစ်နေပါပြီပြီးတော့ပြည်ခိုင်ဖြိုးပါတီရဲ့လက်ညှိုးပုဂ္ဂိုလ်စုထဲမှာပါနေခဲ့ပါပြီကိုအေးကတော့ဦးသိန်းစိန်သမ္မတလက်ထက်မှာပဲကျမ်းမာရေးချို့တယ်လို့ဦးချင်းနဲ့တွားတဲ့အဆင့်ရောက်နေပါပြီ1983ခုနှစ်မှာဝန်နန်ဟက်လို့နာမည်ကြီးခဲ့တဲ့မျက်မှန်တင်ဦးကြီးနဲ့ပြည်ထောင်ဝင်ကြီးဦးပုံနီတို့နှုတ်ထပ်သွားတဲ့အခါအမိုင်လို့ခေါ်တဲ့စစ်ထောက်လိုင်းကြီးကပုဂ္ဂိုလ်တွေတစားတစားနဲ့ငင်းစားပေးခဲ့ပါတယ်လက်လက်သွားတဲ့အမိုင်ထိုက်တာထောက်လိုင်းကြီးညွှန်ကြားမှုဖြစ်အပတ်စဉ်တစ်ကကိုအောင်ကိုကိုခန့်အပ်ခြင်းခံရပါတယ်ကိုအောင်ကိုဟာအသားပြပြရက်ညင်မြက်ကြက်ခိုင်တဲ့ကိုနေဟန်ထားရှိပြီးစပင်ကလည်းကောက်ကောက်လေးဆိုတော့ရုပ်ရည်အရာလဲကြည့်လို့ကောင်းတဲ့သူပါဒါပေမဲ့သူဟာအဲ့ဒီယာတုမှာကြာမနေလိုက်ရပါဘူးအဲ့ဒီနှစ်အောက်တိုဘာလမှာအာဇာနည်ကွန်းဘုံခွဲမှုဖြစ်သွားတဲ့အခါကိုအောင်ကိုကိုအမေရိကန်နိုင်ငံစစ်တပ်အဖြစ်ပြောင်းရွှေ့ခံရပြီးဦးနေဝင်းအလိုကျအရက်မတော့ကောင်းမြတ်တဲ့သူကိုခင်ညွန့်အမိုင်ဒိုင်တာဖြစ်လာခဲ့ပါတယ်သူ့ကိုရွေးချယ်ပေးခဲ့သူကတော့ထိုစဉ်ကဦးစီးချုပ်ဗိုလ်ချုပ်ကြီးကျော်ထင်ဖြစ်ပါတယ်ကိုခင်ညွန့်ဟာအရာရှိငယ်ဘွားကနေဗိုလ်မှူးအဆင့်အထိဗိုလ်မှူးချုပ်တင့်ဆွေရဲ့ PSO ဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းခဲ့တဲ့သူပါ